အားလုံးပဲမင်္ဂလာပါခင်ဗျာ Golden Cup ပဲ ID and Only Share Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာတော့Epson N3210 ကိုcounter reset ချာနေလေးတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် software link ကိုလည်းကျွန်တော်ရဲ့ Telegram မှာ software လေးကိုလည်းတင်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာတခြား website ကနေတွားပြီးတော့ down တင်နေဆိုလည်းရပါတယ်ခင်ဗျာပတ်စံပေးပြီး down ရတာလည်းရှိတယ်တချို့ website တွေမှာတော့ free ပေးထားတယ်လည်းရှိပါတယ်ခင်ဗျာဒီလိုဆိုလို့ရှိရင်ကျွန်တော်printer နဲ့ချိန်ထားလားဆိုတော့ကျွန်တော်ချက်စီကြည့်လိုက်ပါခင်ဗျာဒီမှာ Epson N3210 ဆိုပြီးတော့ပြနေပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ reset software လေးကိုတွားပြီးတော့ကြည့်လိုက်အောင်ကျွန်တော်တို့ထည့်ထားတဲ့ file ထဲမှာတွားပြီးတော့ reset software လေးကို share ပေးပါခင်ဗျာsoftware လေးကိုကျွန်တော်ရဲ့ Telegram channel မှာ download ဆွဲပါပြီးရင်right click နှိပ်ပြီးတော့ run ပေးပါခင်ဗျာ password ကတော့ထုံးစံတိုင်း Golden Cup ပဲလို့ပဲရိုက်ထည့်ပေးပါခင်ဗျာfile လေးထဲမှာဖွင့်လိုက်မယ်ဆိုလို့ရှိရင် ADG Brown ဆိုတဲ့ application လေး set ရလေးပေါ်နေပါလိမ့်မယ်ခင်ဗျာအဲ့ဒါလေးကိုတစ်ချက် run လိုက်ပါခင်ဗျာအဲ့ဒါလေးကို run လိုက်မယ်ဆိုဒီလိုပုံစံလေးပေါ်လာပါလိမ့်မယ်ခင်ဗျာဒီနေရာမှာ select လေးကိုနှိပ်ပြီးတော့printer လေးကိုရွေးချယ်ပြီးပါဒီမှာ N3210 လို့ရွေးချယ်ပြီးပါခင်ဗျာပြီးရင် OK ကိုနှိပ်ပါကျန်တဲ့ဘာမှတော့ပြောင်းစရာမလိုဘူးဗျာ OK ကိုနှိပ်ရပြီဒီကနေ့ particular adjust ကိုဝင်ပြီးတော့West Impact Counter ကိုရွေးချယ်ပေးပါပြီးသွားလို့ရှိရင်ကျွန်တော်တို့အကုန်လုံးကို select လိုက်ပေးပါ select ပေးပြီးရနဲ့ chest ကိုနှိပ်လိုက်ပါအချက်ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ block ထုတ်ထားရဲဆိုရဲ counter လေး number လေးပေါ်လာပါလိမ့်မယ်ခင်ဗျာပြီးလို့ရှိရင်အကုန်လုံးကိုပြန်ပြီးတော့ဆွမ်းနာတိုင်းနဲ့select လုပ်လိုက်ပါ select လုပ်ပြီးတော့အောက်မှာပါတဲ့ initialize လေးကိုနှိပ်လိုက်တာနဲ့ခဏလေးစောင့်ပြီးတော့လို့ရှိရင်ချက်ချင်းပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကို OK ကိုနှိပ်လိုက်လို့ရှိရင်ရပါပြီဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ finish ကိုနှိပ်ပြီးတော့ထွက်လိုက်ရပြီเนาะ software လေးကိုပေးလိုက်ရပါပြီခင်ဗျဒါဆိုရင်အဆင်ပြေပါပြီမင်းလေးလည်းလင်းနေရလေးကကြောက်သွားပါလိမ့်မယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ဆက်ကလေးကိုချက်ပြန်ပြီးတော့ power ပိတ်ပေးရမှာဖြစ်ပါတယ်power ပိတ်ပြန်ဖွင့်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းပြီးစမ်းပြပေးမယ်ဗျဒီလိုဆိုရင်အဆင်ပြေသွားပြီเนาะတခါတလေမှဒါမျိုးလုပ်ပြီးလို့ရှိရင်ကာလာမမှန်တာတွေပါဖြစ်တတ်ပါတယ်ခင်ဗျအဲ့ဒီအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ hacking လုပ်ပေးရမှာဖြစ်ပါတယ်တချို့အချိန်တွေမှာဖြစ်တတ်လို့ပြောပြတာပါဗျာ hacking ကနေထမ်းတော့မလုပ်ရဘူးပေါ့နော်ကျွန်တော်ဒီမှာကာလာလေးနဲ့print ဆန်းပြကာလာလေးနဲ့ကျွန်တော် copy ဆွဲပြပြီးမယ်နော်ဘာလို့လဲဆိုတော့ကာလာတိတ်ပြီးအောင်မှန်မှုဆိုလို့ရှိရင်ကျွန်တော်တို့ hacking ပြန်ပြီးတော့လုပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီ counter reset ဆိုတာက software ဘိုင်းစက်လေးနဲ့ပဲရှင်းတာဖြစ်တဲ့အတွက် color ဘာညာမှန်မှုအဆင်ပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ hack ကိုပြန်ပြီးတော့ print လုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ software လေးတစ်ရပ်ကိုscan လုပ်ပြီးတော့ထုတ်ပြပေးမယ်ဗျာကျွန်တော်စာရွက်တွေထည့်လိုက်ပါမယ်ပြီးတော့လည်းကျွန်တော်ကာလာနဲ့ဖြူမင်းနေတော့ဆမ်းမပြတော့ဘူး။ကာလာလေးနဲ့ပဲကျွန်တော်ထုတ်ပြပြီးတော့မှဖြစ်ပါတယ်။ဒီလိုဆိုရင်စာရွက်လေးစာပြီးဆွဲနေပြီပေါ့နော်။ပုံလေးထွက်လာပြီဆိုကြတော့ကျွန်တော်ကနေဆက်ကတော့ကာလာပြန်ပြီးတော့ hacking လုပ်စရာမလိုသေးဘူးပေါ့အဆင်ပြေသေးပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်